သူရမင်းကြီးရင်တော့လည်းပဲမြန်မာပြည်ကိုတည်တယ်တတိယတယ်ပေါ့ဒါပေမဲ့ဒီ2019ခုနှစ်မှာ2019မှာပေါ့သူကိုယ်တိုင်ကြွလာပြီးနောက်ပိုင်းမှာဆိုရင်ပို့ပြီးတော့မြန်မာပြည်အတွက်သူ့ရဲ့နှလုံးသားထဲမှာဆိုရင်မြန်မာပြည်ကိုအမြဲပဲရှိနေပါအဲဒါကြောင့်မလုံငန်းတဲ့တစ်နှစ်တောင်ကျော်ပေါ့နော်အပတ်တိုင်းလိုပဲနော်ဒီဗုဒ္ဓဂုဏ် general audience မှာပေါ့တနင်္ဂနွေနေ့ဆိုလို့ရှိရင်ခုနနေ့လေအန်ဂျယ်လုဆိုဆူတောင်းပြီးတော့ပဲမှာအမြဲသတင်းပေးတိုင်းမြန်မာပြည်ကိုအမြဲထည့်ပြီးတော့ပြောလို့ရှိရင်မြန်မာပြည်ကိုမမေ့ကြဘူးအထူးသဖြင့်မြန်မာပြည်ရဲ့အခြေအနေခက်ခဲနေတဲ့အခြေအနေတွေပြည်တွင်းအခက်အခဲပရိက္ခတွေအကြောင်းမို့မြန်မာပြည်သူပြည်သားတွေစစ်ပြေးရတဲ့အခြေအနေအားလုံးသူသိရတဲ့အကြောင်းမို့ဒီအထူးသဖြင့် humanitarian needs ပေါ့နော်လူမှုရေးမှာစားဝတ်နေထိုင်မှာကူညီကြမှုရတယ်ဆိုကမ္ဘာလုံးအမြဲပဲနှိုးဆော်ပြီးတော့ပြည်တယ်အထူးသဖြင့်ဒီမြင်ကလေးလုံးတဲ့ကမှာမနေ့ကပဲတနင်္ဂနွေနေ့ရပဲပေါ့နော်တနင်္ဂနွေနေ့ရပဲရမင်းကိုယ်တိုင်စကားနှုတ်ဆက်ပြောပြီးတော့မြန်မာပြည်ကိုအကြောင်းထည့်ပြီးတော့ပြောတယ်သူပြည်ဒီစကိုင်းမှာဖြစ်တဲ့မြေလင်းအကြောင်းမို့အခက်အခဲတွေ့နေကြတဲ့အခါမှာကဘာကြီးကမြန်မာပြည်ကိုဝိုင်းဝန်းကူညီကြဖို့ထောက်ပံ့ကြဖို့ကူညီကြဖို့ဆိုပြီးတော့တော့ရမင်းကြီးမရှိတဲ့အခါမှာပေါ့နော်ဒီလိုမျိုးအမြဲပဲသတိပေးနေမဲ့အမြဲပဲနှိုးဆော်နေမဲ့ပုဂ္ဂိုလ်လည်းပဲရရှိဖို့ရတော့သူတို့မျှော်လင့်ကြတယ်ပေါ့နော်